အေးဟုတ်ပြီ ကိုရစားပါဆိုမှပဲခေါင်းမောက်ပြီးစားမှာပေါ့လို့စား စားပါဘောစားပါဘောအေးလေ ဘောလုံးမြိုင်စာရီရနော် ကိုကောင်းတယ်မလား ကောင်း ဟုတ်ကောင်းလားလို့ကောင်းလို့ဆိုရတာမှန်တယ်လေကျွန်တော်တော့ကြိုက်တယ်ငါးသမင်းနဲ့တော့ကောင်းတာဒါဟိုဟိုဘာလဲဒါဟိုထိုင်းလို့ခေါ်တာသိပါတယ်ဗါလဲ အေးဒါကိုထိုင်းလို့ခေါ်တာပဲ ဘာလည်းမသိဘူး ဟောကမ်ပရင်ငန်ကရုံကောလောဘီဟူမလာဘာလာပြီးသေးတိုးနေတယ်မသိဘူးဘာပါလဲခိုင်းနေမှာပါဘာခိုင်းနေကောင်လူရလို့ပြောတာဟာလေကွာအဲ့တော့ကျွန်တော်ကြည့်လိုက်လို့ရပြီလားအဲ့တော့ကျွန်တော်ဒါတော့ပဲစားပါဘလို့ယူရမလဲလောနဲ့ယူရတယ်ပထမကျောင်းနဲ့လူကနန်းနန်းမင်း နန်းမင်းအချင်းကြီးကောင်းသေးတယ် ပထမဆုံးရှုံး အဲ့လောက်မရအောင်ဘယ်လောက်ရလားလေအဲ့ဒါရ ဟုတ်တယ် ရင်းလို့မကြိုက်ဘူးဒီကမဟုတ်โอเคနောက်တစ်ခုတက်ပါ မရဲတာကောတိုင်းစကားပြောကြတယ်တိုင်းလို့ခေါ်လေကပေါ့ပြပြောလိုက်တဲ့ဟာအဲ့ပေါ့ပြပြောလိုက်တာ ဟိုဒါကျူးခွက်လား အကောင်ကြီးလားဒိုင်းနာမှာအကောင်ကြီး ကျွန်တော်ခွက်နေတယ်ဒါကျွန်တော်ခွက်တော့တောက်ခွက်တယ် ဘာစကားပြောနေရတယ်နည်းနည်းနားတော့မလဲဘူးကိုတော့ပေါ့ မေးဒီလို ဟိုကဒီချက်လေးပါဟိုကလေးချက်လေးပါကိုလို့ကျွန်တော်ဗားတယ်ပြိတ္တကြီးကျွန်တော်အနေတိုင်းစင်ငင်မပဲပြောဆိုနေစင်ငင်မပဲ ကိုကြီးလက်လေးလာတယ် ဆောပါပြီ ဘာလို့လက်လေးလာ ဟိုလည်းကောင်းတာဟိုလေးပါဘာလဲတကူကိုလည်းယူ Why always me ဘုရားဘာသာပါလဲနေရတော့ဟုတ်ကျွန်တော်သားစားကြတာအပြည့်လားစားပါဟုတ်ပါဒီဟာတမင်နဲ့ review လုပ်နေရလို့ငါ